မင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်တို့မိတ်ဆွေတူနဲ့မိတ်ဆွေကောင်းဘယ်လိုခွဲမလဲဆိုတာလေးကိုတစ်ချက်ပြောချင်တာပေါ့နော်မိတ်ဆွေတူနဲ့မိတ်ဆွေကောင်းဆိုတာကခွဲရတာတော့လွယ်ကူပေမဲ့တစ်ခါတလေမှာပေါ့နော်ကိုကအရန်ကိုခင်ပြီးတော့အရန်ကိုဘက်ကနေပြီးတော့သူ့ပေါ်မှာယုံကြည်မှုပြည့်ဝခြင်းတဲ့အခါမှာပေါ့နော်ဒီမိတ်ဆွေဟောင်းတဲ့မိတ်ဆွေတူကိုခွဲခြားတာရန်ခက်ခဲသွားတယ်ပေါ့နော်ကျွန်တော်တို့ပတ်ဝန်းကျင်မှာပေါ့နော်မိတ်ဆွေကောင်းတဲ့မိတ်ဆွေတူဆိုမိတ်ဆွေတူတွေအများကြီးပဲရှိကြတယ်လေဟုတ်တယ်မလားမိတ်ဆွေကောင်းတယောက်ရဖို့ဆိုတာလွယ်တာမဟုတ်ဘူးဒီလိုပဲမိတ်ဆွေလုပ်ငန်းခွင်ထဲမှာလည်းမိတ်ဆွေတွေရှိတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းမိတ်ဆွေတွေရှိရပေါ့နော်ပြီးလို့ရှိရင်ကိုသွားလာလှုပ်ရှားနေတဲ့လန်ကီချောင်းမှာလည်းမိတ်ဆွေဆိုတာအများကြီးရှိပါတယ်ဒါပေမဲ့တခါလေးဆက်ဆံဖူးတာနဲ့ပေါ့နော်ဒီလူကအရန်ကောင်းပါတယ်ဒီလူကအရန်ဖြူစင်ပါတယ်ကိုယ့်ပေါ်မှာအရန်ခင်ပါတယ်တွေ့တာပါတယ်ဆိုပြီးတော့အဲ့လိုသတ်မှတ်လိုက်လို့လုံးဝမရပါဘူးတချို့မိတ်ဆွေတူတွေကကြတော့အစပိုင်းမှာတော့အရန်ကောင်းတယ်ကွာတည်ရမလားကိုလူရာကိုဖြည့်ပြီးရတငယ်ချင်းဟျောင်းမင်းဘာလူလဲကွာနေဘာလူလဲပေါ့အမေကလေးဆိုလို့ရှိရင်ဘာလူအဲ့လေငါကိုဖြည့်စည်းပေးမယ်ပေါ့အဲ့လိုမျိုးငါလူရာရှိကုန်ပြောပေါ့ဒီလိုမျိုးလေးရှိရကွာတကယ်လည်းကိုလည်းကူညီလူလာတဲ့အခါမှာသူတို့ကမတိတလူမျိုးပေါ့နော်ဟာမအားတာဒီတခုခုသွားစရာရှိလို့အရေးကြီးကိစ္စခေါ်မယ်ဆိုတော့မအားတာမျိုးတွေပေါ့ငွေကြီးဆိုလို့ရှိရင်ပေါ့ဘယ်လိုပြောမလဲမပေးချင်တာမျိုးတွေပေါ့အဲ့လိုမျိုးလေးတွေပေါ့အဲ့လိုဖြစ်လာတာပေါ့နော်ဒါပေမဲ့ငွေမရှိလို့လဲမိတ်ဆွေတူမဟုတ်တလူမျိုးကိုရေးပေါ်ခေါ်တဲ့အချိန်မှာမလိုက်တာလည်းပဲမိတ်ဆွေတူမဟုတ်ပါဘူးတချို့မိတ်ဆွေတွေကတော့ဘယ်လိုမျိုးရှင်နေမျိုးမှာကိုယ့်ပေါ်မှာကောင်းပြီးနိုင်တဲ့သူတွေကကိုယ့်ရဲ့မိတ်ဆွေကောင်းတွေလဲဆိုတာကိုလေးလာမှာပေါ့နော်မိတ်ဆွေတူတော်များများပေါ့နော်ကိုကစားနေရရှင်ကိုကအဆင်ပြေနေရှင်ဆိုရှင်ဘေးနားမှာအများကြီးပဲဝိုင်းအောင်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ပန့်ပိုးပြီးမယ်ကိုလည်းလဲဖြူသွားတယ်ကိုလည်းအဆင်မပြေမှုတွေဖြစ်သွားတဲ့အခါမှာကိုယ့်ပေါ်မှာစိတ်မရှိတာမျိုးတွေအမူအရာတွေမကောင်းတာတွေဖုန်းခေါ်ပြီးဖုန်းကိုစပိတ်လိုက်တာမျိုးတွေဖုန်းချလိုက်တာမျိုးတွေပေါ့နော်ဖုန်းပြောရင်လည်းမအားသေးဘူးတွေဘာညာတွေပြောတာမျိုးတွေပေါ့ဒီလိုမျိုးလေးရှိရပေါ့နော်အနည်းဆုံးပြောမယ်ဆိုလို့ရှိရင်ကိုနဲ့လေဘေးရှင်းဖက်ပြီးတော့ပေါင်းနေတဲ့မိတ်ဆွေတွေတော့မှကိုအတွက်မိတ်ဆွေမစစ်နိုင်ပါဘူးကိုကြာရှုံးသွားတဲ့အချိန်ဒီမှာကိုပေါ်မှာအကျဉ်းချင်းတစ်တီမပေးမဲ့အစားကြိတ်ပြီးတော့ပြောနေကြတာပေါ့နော်တချို့မိတ်ဆွေတွေကရှိရကိုချင်းမှဆိုကိုအရန်ချစ်ကြောင်းအရန်ခင်ကြောင်းအမလီနေရဘလူးကြောင်းဘလူးအားကိုရကြောင်းငါနေကိုဘလူးအားကိုကြောင်းတွေပြောတယ်တကယ်လေကိုကိုရလဲရောက်လဲရောက်စုကိုရဲ့မကောင်းတဲ့တင်းတွေတစ်ဖက်မှာဖွာပြီးတော့ပြောတတ်တာပေါ့နော်ဒါတွေကလည်းဒါမိတ်ဆွေတူတွေပြောမှာပေါ့နော်မိတ်ဆွေအစစ်မှန်လို့ရှင်ဘယ်တော့မှစကားရောင်းစကားဝယ်မလုပ်ဘူးကိုပြောတဲ့စကားကမတိစေခြင်းတဲ့စကားဆိုလို့ရှိရင်လဲ तू ကမတိတလူလေးပဲနေလိုက်တယ်သူများတိစေခြင်းတဲ့စကားကိုသူရှိပြောရင်တော့မှသူတို့ကမကြိုက်ကြဘူးပေါ့နော်သူတို့ကသူတို့နဲ့ပတ်သက်